ဒီဇက်အန်ဂျင်မှာအောက်ပိုင်းထိုင်တဲ့နေတိုင်းကျုံနဲ့ပြိုင်ဆိုင်နေတဲ့သူတယောက်ရှိတယ်သူ့နာမည်ကဇာကိုငါအကြောင်းဝေယဝစ်စာကိစ္စတွေနဲ့အားလို့ကျင်နားနေတာဒီတိုင်းတော့ပေါ့နေလို့တော့မဖြစ်တော့အကြောင်းကထမင်းဝါကိုစားတော့ right ကဖျားရိတ်တရားရိတ်မှာဆိုငါဒေါသတွေကိုရှော့အောင်မှရမှာပါ